မဲ့ပြည့်တဲ့ပိုင်းကောင်းစဉ်ကတော့သူအမြင်မှန်ရပြီပေါ့နော်သူအမြင်မှန်ရပြီဒီစီပြန်လာမှာလားသူအမြင်မှန်ရပြီတော့ကိုစီပြန်လာမှာလားဆိုတော့ပြည့်တဲ့ပိုင်းတော့ပြန်လာမယ်အမြင်မှန်ရပြီပြန်လာမှာလားတော့ပိုင်းမှာကြောင်းကိုပိုင်ဝမ်းလေးကသူကလက်ရှိအခြေအနေမှာလက်ရှိအခြေအနေမှာသူကအမြင်မှန်ကတော့ရပြီပြန်လာမှာလားဆိုပြန်လာမယ်ဆိုတဲ့အခြေအနေမျိုးလို့ရှိတယ်ဒီလားပြန်တော့ပြန်လာလိမ့်မယ်ဒါပေမဲ့အပြင်စတုံးကြီးဘုံဆိုပြန်လာမှာတော့မဟုတ်ဘူးသူကကိုယ့်တစ်ချက်စောင့်ကြည့်နေသေးတယ်ဆိုအခုတော့လောဆယ်ထားမှာကသူကအခုလက်ရှိအခြေအနေပေါ့နော်သူမိသားစုသူတကယ်ချင်းသူချစ်သူခင်သူတွေပေါ့နော်အသိရနေတာမျိုးမဟုတ်ဘူးသူတို့နဲ့အတူရှိနေတယ်သူတို့နဲ့quality တိုင်းလေးတွေကိုဖြတ်တန်းနေတယ်လို့ပြောလို့ရတယ်ဒီလားတော့ပြီးတော့ရှင်းသက်ကကြတော့သူကိုစိတ်ဆင်းရဲအောင်ဆက်လုပ်မဲ့အနေထားမျိုးတော့သူကဆက်မရှိဘူးဒီလားနော်အဲ့တော့သူကအမြင်မှန်ရပြီးကိုကြည့်ပြန်လာမှာလားဆိုတော့ပြန်လာလိမ့်မယ်သူ့ကိုသူပြန်ပြီးတော့ပြင်ဆင်နေတာတော့၎င်းပေါ့နော်ကိုတစ်ချက်ပြန်ပြီးတော့ငါ့ကိုလက်မလက်ခံပါမလားဆိုပြီးတော့တစ်ချက်ကြည့်နေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့တော့သူကပြန်လာပါလိမ့်မယ်ဗျာနော်ဒါကတော့တစ်ခုကြည့်ပေးမှာတော့ပိုင်2ပေါ့ပိုင်2လေးတွေကပြန်လာခြင်းစိတ်ကတော့ရှိတယ်လက်ရှိအခြေအနေမှာသူကနေထိုင်မကောင်းကျမ်းမာရေးတစ်ခုခုပေါ့နော်ဖြစ်နေတာလားအလောက်ကိုင်းအဆင်မပြေတာလားတော့မပြောတတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့သူကပြန်လာခြင်းပေမဲ့လည်းပြန်လာမဲ့အနေအထားမျိုးကလေကြံ့ကြာနေတာမျိုးလေးသိလားစိတ်ကူးသက်သက်ပဲဖြစ်နေတာလက်တွေ့မှာရောက်မလာသေးဘူးပေါ့နော်အဲ့တော့ရှေ့လျှောက်ကကြတော့ဒီမှာသူအလုပ်ကိစ္စတော့၎င်းပေါ့နော်ငွေကြီးကိစ္စတော့၎င်းပေါ့သူအဆင်ပြေအောင်သူစူးစမ်းနေတယ်သူစိတ်ကိုသူပြန်ပြင်ဆင်နေတယ်အဲ့တော့သူစိတ်ကူးတွေကနေပြီးတော့လက်တွေ့ပေါ့နော်ကိုကြီးပြန်လာပြအောင်လဲသူစိတ်ကူးကနေပြီးတော့လက်တွေ့ဖြစ်အောင်လို့သူစူးစမ်းလိုက်မယ်လက်ရှိအခြေအနေမှာတော့သူကတော်တော်လေးစိတ်ရောလူရောပြင်ပန်းနေတယ်နေထိုင်မကောင်းဖြစ်နေတယ်အလုပ်တွေအဆင်မပြေလို့ပေါ့နော်စိတ်သက်ကြတာမျိုးလေးဖြစ်နေတယ်အဲ့တော့ကိုကြီးတော့သူကပြန်လာဖို့ရှိတယ်ဒါပေမဲ့နည်းနည်းတော့ကြာလိမ့်မယ်ကိုဘက်ကလည်းကိုဘက်ကလည်းပေါ့နော်သူ့ကိုနားလည်ပြီးတဲ့ပုံစံမျိုးလေးတွေပြီးတော့ပြောတာမျိုးလေးတွေစကားပါတာလုပ်နေတယ်ကိုကြီးပြန်လာဖို့ကအခုထပ်ပုံပြန်သွားနိုင်တယ်ပေါ့နော်ကဲနောက်ဆုံးကတော့ပိုင်း3လေးဒီကလက်ရှိအခြေအနေမှာတော့သူကကိုကြီးတော့ပြန်လာခြင်းတင်ပဲအလုပ်ကိုပဲသူအာရုံစိုက်နေတယ်ဆိုတဲ့ပုံစံမျိုးရှိတယ်ဗျာသိလားတော့သူအခုလုပ်နေတဲ့အလုပ်တွေမှာသူကတော်တော်လေးအဆင်ပြေနေပြီတော့သူ့ရဲ့လုပ်ပေါ်ကိုင်ဘက်တွေရင်တော့အဆင်ပြေတဲ့အရာတွေအားလုံးကိုသူကောင်းစွာ handle လုပ်နိုင်ပြီဆိုတဲ့အခြေအနေမျိုးရှိတယ်အဲ့တော့ဒီမှာကသူအခုရောက်ရှိနေတဲ့အခြေအနေနေရာလေးတစ်ခုမှာသူကစိတ်ကျေနပ်မှုများနေတယ်ဒီလားကိုယ့်ကိုသူကတတိယကောင်းရပြီလေပြန်လာမဲ့အနေထားတော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့သူကပတ်ဝန်းကျင်တဲ့နေရာအသင့်အတိုင်းဝိုင်းစစ်မှာသူကနေရာတစ်ခုရနေတော့သူကကိုယ့်ဒီကိုပြန်လာဖို့အတွက်စိတ်ကူးမရှိသေးဘူးပေါ့နော်ကိုယ့်တတိယပဲကိုယ့်ဒီပြန်လာဖို့မရှိသေးဘူးအဲ့တော့ကိုယ့်ဘက်ကတော့သူ့ကိုစိတ်မကုန်သေးဘူးဆိုရင်တော့ကိုလုံးချရှိတာလုံးနေရင်လည်းစောင့်နေဖို့ပဲရှိတယ်ပေါ့နော်တစ်ချိန်ချိန်တော့သူကိုယ့်စီကိုပြန်လာပါလိမ့်မယ်ဒါပေမဲ့ကြာလိမ့်မယ်ဗျာသိလားနော်ကို့မှာတခြားရွေးချယ်စရာ choice ရှိတယ်ဆိုရင်လည်းရွေးချယ်လိုက်ဖို့တော့ကျွန်တော်အကြံပေးချင်ပါတယ်ဗျာ